တဲ့ငြိမ်သက်ခြင်းနဲ့နူးညံ့ခိုင်ခံရစ်ပတ်နောင်ဖွဲ့ခွဲကြမရစိတ်တူကိုယ်တူအချင်းချင်းကြားတည်စေသတည်းအလုံးစုံတဲ့အိုဆိုတော်မူအလုံးစုံနိုင်နံပြလေးရဲ့ပဲအလုံးစုံတို့ဤအဖဖြစ်သောအလုံးစုံသာကိုယ်တော်ရှင်ဝိညာဉ်တော်ဤစီလုံးခြင်းနဲ့မပြောက်ပြတ်အောင်ထိမ့်သိမ်းဆောင်ရှောက်အာထုံကြိုးပမ်းစိတ်တူကိုယ်အသင်းတော်ကိုစောင့်ကြပါစို့